ရှိကြကုန်တော့ကျွန်တော်တို့စာရောက်လေကတည်းကကိုရီးယားသားတွေပေါ်မှာကတိချေရောက်ရှိသူစာကြကုန်တော့အဲ့တောက်ကြသမီးအမြင်နာပါပဲတဲလေနော်ဟုတ်ကဲ့မတဲလေဤတော့ကတော့ခန္ဓာကိုယ်ကြီးတဲ့ပုကကျင်တော်မျိုးကြီးစားတွေလောက်ပါမှန်တော့ကောကိုယ်တိုင်ကိုတော့99တိုင်မှာရှိကြတော့တိုင်ပေါ်တော့အပေါ်လို့ဒီဘောကတက်ပြီးတကားပြောတကားမီးအပေါ်လို့ဒီကောဘုရားဖျားမကြီးမတော့ပြန်တယ်ဆွေသာဖျားမကြီးမတော့ချုံမလားဆုံးနေဆုံးတယ်အမတော့မသိခါနဲ့ဒီလူကြီးအပေါင်းလို့တော့ဒီကျတော့ဖျားမှာတော့ဒီဦးစားကြတော့ဒါထိတဲ့နဲ့ပထမတိုက်ဆက်လို့ဒီကောအမတို့နဲ့ရှင်နေမျိုးတော့မနာဘူးကောင်းနဲ့ဒီကတဘွားတာမှာထိတဲ့နဲ့ပထမဆက်လို့ရောကမောကြံရှိကဒီကောဒီကတဘွားတာကလာခါသမမျိုးလုံးနဲ့ကြံရှိတဲ့တော့မိတ်ကောင်ရှူကောင်းအပေါင်းလို့ဒီကောင်ရှူညာလေးကအပေါင်းလို့ဒီကောင်ပြင်းပြအမိဖောက်လို့အကိုမောင်ဝါလို့ဒီကောင်ပြတဲ့ကျန်တဲ့လူစားကြီးပါဒီဟုတ်တယ်မြေကကြီးပဲသူကခါတရလို့အသေးလို့ဒီချီရတဲ့သူဆိုင်တယ်ခါတော့ကျွန်တော်လည်းပြည့်စုံမှုစောင့်လို့ခေတ္တရာရွံနေညာလို့ဆက်လို့ဘုရားတရားတွေတန်ခါပြီးအမိပါဆရာကောင်းလို့တို့ဆက်တယ်ဘင်းကျော်တော်ကြီးဒီမှာနဲ့ထပ်ပါတယ်တဲ့ချက်တောက်ချက်မောက်ချက်ပေါက်တယ်အိုးဒီကနေ့ကပထမပေါင်းလို့ကျွန်တော်ခေါ်တော်လို့ဆက်တယ်ကတော့သူစားကြည့်ပါလေကလဆောနာမေဟုတ်တယ်ဒီလိုပါထိတဲ့နဲ့တိုက်ဆက်ပေါင်းလို့အတင်းလို့ရှယ်လဲသူစားရင်မင်းမိုးတဲ့ဖောင်မိုးတဲ့သူစားရှိလို့အဲ့ဒီတောက်ကြသမီးရခရစ်စင်ကတော့သူစီသူစားရှိစီသူစားရှိလို့ဝင်ကားသူစားရှိလို့ကျွန်တော်အိမ်တော်မင်္ဂလာတင်ဒီကောင်တန်တဲ့တက်ဆန်းရောက်ရှိသူစားရင်အဖေကြီးဘောဘမင်းကောင်ဆက်ကြမင်းကောင်တပစီမင်းကောင်အေးဝမင်းကောင်ကောင်လေးကောင်အောင်လေးအောင်စီဝမနေထပ်ပါနေတာမြေတာခုနဥပကဝိတ္တတာလို့ဥဒုစီအတိတိပါသေးတာဥဒုစီတိပါသေးအမင်းမိုးတဲ့ဖောင်လေးသူစားရှိဥကကျင်းနောက်ပြချင်းကင်းဝချင်းသူစားရှိပြီးတော့ဒီနေ့ကျသမီးရမှာမင်္ဂလာရှိတော့နေလို့မြခါတော့ဟဲ့တစ်ချက်တောက်ချက်ငေါ့ချက်ခောက်ညနဲ့ကျွန်တော်ဒန်တဲ့တက်ဆန်းရောက်ရှိသူစားဟဲ့ဒီတောက်ကြသမီးရအမင်းမိုးတဲ့ဖောင်မိုးတဲ့ယောဂပြန်မှန်သမျှတွေဒီကောင်ပူကချင်းနှောင်းလို့ချင်းတွေ၎င်းတဘာတော့ဒီတွေးပြောကဒီပြောကစုပ်တိုက်လက်တိုက်ကဝေးတိုက်မင်းကြီးမင်းလေးတိုက်ခွန်ချိုကွန်တိုက်ပေါ်နကတိုက်အလာဝကတိုက်ဆန္ဒကျိုးကဝေးတိုက်မှန်သမျှတို့ပြင်းဝေးတို့စားကြည့်ပြီးသုဒ္ဓနကုတ်တာခန္ဓာကိုယ်ကြီးတို့နဲ့အသက်ဥသေးဥမနှလုံးသိကြကြောက်ကအယိုးအကျော်အေးမှန်သမျှတို့ဒီအမင်းမိုးတဲ့အဖာမိုးတဲ့ယောဂပြန်ကုတ်ဆင်းပါနေတာခိတ္တရိုင်ကိုချုပ်မလို့စားကြည့်ပါဗျာအမင်းမိုးတဲ့အဖာမိုးတဲ့လူတီတိပါလေလူတီတိပါလေဒါတူတီဘုံလုံးစိတ်ဘုံလုံးတိထိုင်ပါလေဒါတိနိုင်ပါလေဒါမလေးဟဲ့မလေးဟဲ့မင်းအမေတိုင်းတော့ဘူးနော်ကိုရဘူးရမတရားတော့မနှုတ်ရခေါင်းတော်မင်းလည်းကောင်းတာညီမလေးဟဲ့သမီးမမမမသမီးမမမမမမလေးမလေးဟဲ့မမလေးသမီးဟဲ့မမသမီးမမသမီးမမဟဲ့သမီးမမသမီးခေါင်းလေးထောင်လိုက်ခေါင်းကောင်းတယ်ကောင်းပါပြီသမီးကျဲတော့ထောင်ပြလိုက်ဒီကြီးစီးခံခေါင်းလေးမို့ကျေးဇူးပါရာဒီတိုင်းတာတာဒီကိုဆင်အောင်ဆက်ထောင်လို့လူဒီတီပါလေဗျာဖျားဝင်တော့တော့ဒီဘောမျိုးဆိုတဲ့နေရာတွေအေးဝင်ခေါ်လေးအောင်လို့ခကြီးဗျာအနေမှာဆိုလိုက်တော့ကြတယ်ဒီအေးဝင်ရဲ့ဖောင်လေးယောဂလေးနဲ့တော့လုံးလုံးခန္ဓာကိုယ်လူတီပါလေမလေးဟဲ့မမမိသားစုလည်းမိသားလောက်လိုက်လက်ပြပြန်လောက်လိုက်ဟဲ့ဆရာရောက်တယ်ခဏလေးမင်းလေထားမဆရာရောက်တယ်အမေလားထားမင်းကခဏလေးဖေဦးလာမမဖေဦးဦးတာဖေဦးဦးတာဆောက်လို့မရဘူးဟိုခုနလောက်ထားတဲ့အချိန်ညကျွန်တော်ကအိုးရောင်းသားနေကျွန်တော်ပြောင်းတာဆိုတော့ဟုတ်ရောမင်းနဲ့ဖောင်ဝင်ဖြစ်ပါလေဒါဆရာတို့တိုက်စားပေါင်းလို့မင်းနဲ့ဖောင်ဝင်ကောင်းပါလေဒါမင်းနဲ့ဖောင်ဝင်ကောင်းပါလေဒါရှိတယ်နော်တိုက်စားပေါင်းလို့ကိတ္တရေလို့စားကြည့်အမွေရဲ့ဖောင်ဝင်ကောင်းပါလေဒါအတိုက်ကနောက်ကျရှိပါလေကိဝေးသူကိုစားကြည့်ပြီးတွေးပြောကလေးပြောကဆုံးတယ်လက်တိုက်ကဝေးတိုက်မင်းကြီးမင်းလေးတိုက်ခွန်ညိုကနာတိုက်ဘောနကတိုက်အလာဝကတိုက်ဆန္ဒကျိုးကဝေးတိုက်တင်းကပိတ်ရမြေဘုံလူတရားတည်းမြေသားတော့ဆုံးကဝေးများရှိပါလေမင်းနဲ့ဖောင်ဝင်စားကြည့်ပါလေဒါမလေးမကြီးလားမအောင်တဲ့ပိဿာနဲ့ရှိပါလေခိတ္တရိုင်ရွက်ကတ်ထားတယ်ခိတ္တနဲ့ပထမတက်ဆက်လို့ချီရလက်ရရှိပါလို့ကတ်ထားမာတယ်ရအများလားအကယ်၍ထိစက်နန်းဆက်ပထမတက်တိုက်ဆက်အပေါင်းလို့ချီရလက်ရရှိပါလို့အတင်းတို့ကိုကျွန်တော်တို့ကနေပြီးမေတ္တာကရုဏာဥပေက္ခထားလို့အတင်းတို့ကျင့်နေတဲ့သူစားကြည့်တော့အရာခသိမ်းမှလည်းလောကကျွန်တော်
ဆရာတကယ်မင်းကျော်သွားကြီးဝိတာကရုဏာဥပ္ပကမှုတော်ဆိုအတင်းတို့ကိုချွတ်ချွတ်တမအောင်မြင်အစီပြအောင်လို့လှုပ်ဆောင်လို့ထားကြည့်ပြပါမယ်အတင်းတို့ကျင်းတတ်တယ်ဆိုတော့ခေတ္တရဖို့ပြီးပါအတင်းတို့အတွက်ကိုလူရင်တို့ထားကြည့်တော့လို့ထားကြည့်တော့ရောက်အတင်းတို့ကိုလှုပ်ဆောင်ပြီးပါဗျာတိုက်ခေတ္တရမှလည်းကျင်းတတ်တယ်ဆိုပေါ့အေးဟုတ်တယ်ဟုတ်တယ်နော်ဟုတ်ကောင်းပြီတဲ့မလား တကား ဘုရားစမလဲအေးဆောက်ဝဲ လုံးပြီလုံးပြီ စက်တိုင်းမယ်နော်ဒီကရလေးဘုရားတရားတန်ခါအပြင်အမိပါဆရာပြင်မျိုးညာတိပြင်မွန်ကြီး7ပါးခုထိတ်ထားလို့ဘုရားသမီးတော်မတောက်ကြသမီးနာမည်ဘယ်လိုခေါ်လဲမသိလဲရည်သည်ခဏိမှစားလို့တည်ငယ်ရတဘဝတာမြကြာရှိခဲ့သောအကိုတော်အမတော်တို့သည်၎င်းကျေးဇူးရှင်မိဘနှစ်ပါးသည်၎င်းအကယ်၍များတဘဝတာမြကတော်ဆက်ခဲ့သောခင်ကောင်းကောင်းတို့သည်၎င်းမိဘဘိုးဘွားမင်းတို့သည်၎င်းကြံခဲ့ပါမူလူပြည်လူရွာရောက်တော့ချိန်ခါသမျှဘုရားသမီးတော်အားအသက်ရှင်၍အနာကင်းစွာအသက်အားဖြင့်85 80ဝန်းကျင်တိုင်အောင်ပြေးကြပါကုန်လို့အတင်တို့ဤခြေရလက်ရရှိပါလေချစ်ခင်တို့တော်၎င်းဝနာလိုအမုန်းထားလို့တက်ွယ်ပြုစဉ်၎င်းရှိခဲ့ပါမျိုးပြီးဘဝမင်းကောင်ထံဆရာမင်းကျော်စွာဤဇဏ္ဍတသံတွင်၌ဂတိကဝတ်တည်ကြည်စွာဖြင့်ဂတိတောင်းခံမေတ္တာထားလို့သစ္စာဆိုပါ၏ဗျာဒီချောက်ပြီးဆရာ ဒီမှာနေတော့ဗျာ